pilgrimage center ဖြစ်တဲ့ဘုရားဖူးရနေရာ center ဖြစ်တဲ့ဒီ Cathedral Saint Joseph Cathedral ဘုရားကျောင်းတော်မှာကျင်းပကြပါတယ်အဲ့ဒါကြောင့်မလို့ဒီကနေ့ခင်ဗျားတို့24နာရီဂျူဘလီဖြစ်တယ်လို့ခရစ်တော်ရဲ့မွေအတော်မမြတ်သောအသွေးတော်နဲ့အသားတော်ဝိညာဉ်ကြီးလည်းဖြစ်တယ်အဲ့ဒါကြောင့်မလို့ဂျူဘလီဂရိတ်စကားနဲ့ခရစ်တော်ရဲ့အသွေးအသားဆိုင်ရာအခွေနေရာချစ်တွေကိုအနေငယ်ဝိညာဉ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဝိညာဉ်တော်ရဲ့စီနာတော်ဂျူဘလီဂရိတ်စကားရဲ့ရောမြတ်ရဲ့အခွေအကြောင်းရဲ့ရောမြတ်ဒီအခွေရဲ့ဒီဗီဒီယိုအတူလေးရှိမှတောင်းနေအခုကျွန်တော်တို့ M ကနားလေးကျက်သွားလို့ပေါ့နော်အတန်းရောလာမှာမဟုတ်တော့ဘူးဆိုတော့ဒီ slide လေးနဲ့ဝိညာဉ်ပေးလို့ပါတော့ဒီညာတဲ့ရောမြတ်ရဲ့ the veil ဆိုရဲ the veil remove ဆိုရဲအားလေးရတယ်အခုတော့အတ္တမလာတော့ဆိုတာတော့ဆိုလိုက်ရမှာနော်လည်းမျိုးကြည့်ကြမယ်ဂျူဘလီရဲ့ prince ကနော်ပြန်လာဝင်ဖြစ်တဲ့ပုံရမ်းကြီး Francis ကဘာလို့လဲဆိုတော့စေကျော်ချင်းမှာစတင်ခဲ့တဲ့ဘဝတိဟာတဲ့ခရီးတစ်ခုဖြစ်တယ်ဒီခရီးကရန်နာရဲဆိုတာမရှိဘူးသူရဲ့24နာရီပဲကျင်းပတဲ့ခရစ်တော်ပဲကျင်းပတဲ့ဂျူဘလီပဲပေါ့နော်ပေးထားရတာဖြစ်တယ်ဆိုတော့ဒီခရီးမှာကျတို့သွားနေတဲ့သူတွေကဘယ်သူမှမနာဘူးကျတို့ဟာရှေ့ကိုသွားနေရမယ်ဆိုတော့ပြောထားပါတယ်ရှင်နဲ့အများကြီးရှောက်တန်းပြည်တော့မှာခရိယံဘဝတက်ကြပါတော့ကျတို့ထဲမှာရှိနေတဲ့တန်ရှင်းသောဘဝကပျောက်ဆုံးသွားတဲ့ဆိုတော့ဒီဖြူစင်တဲ့ဘဝတန်ရှင်းဖြူစင်တဲ့ဘဝကိုကျန်နေပြီးတော့ရှာဖွေဖို့နော်အားပေးထားရတယ်ကျတို့မှာဒီတနေ့ပါတော့အလုပ်တွေအများကြီးဘာထဲမှာစိတ်ကြကြရတယ်အလုပ်တွေထဲမှာဒီမွေးနေတဲ့ကြောက်တော့ပြီးတော့ social media မှာတရင်တွေအများကြီးကြောင့်လူတွေကစိတ်ကမကြည်မလင်တဲ့လူမှုနောက်စီတဲ့စိတ်ကျဉ်းတဲ့မှုတွေမလေးတဲ့အသစ်ဆန်းတွေကိုတော့ကြတော့ရှာဖွေလာကြတယ်ဒါပေမဲ့ကျွန်တော်မိနေတဲ့အရာကဒီအရာအားလုံးကဒီအရာအားလုံးကိုခံယူဖို့စောင့်နေတဲ့အရာတွေအောက်ကမနီးခဲခဲ့လို့ကျွန်တော်တို့ထဲမှာစီးနေတဲ့ဘဝတစ်ခုကရှိနေပြီးသားဖြစ်ပါတယ်ဘာလို့လဲဆိုတော့ပုံရမ်းကြည့်ပေါ်ရတာပြီးတော့ဘာသာသူကုန်းသူအဖချီနားထောင်ပြီးတယ်လူရှင်ပြောတာပါလဲဆိုတော့ဘဝတိလမ်းကြောင်းကိုပြန်ဆဖို့ကဘယ်လမ်းဖြစ်မလဲဘယ်လမ်းရှိမလဲဆိုတော့ဘုရားကြီးရဲ့ဖွင့်လွှတ်ခြင်းလမ်းကြောင်းဖြစ်တယ်ဒီကြောင်းဖြစ်ပါတယ်နော်ဆိုတော့ဘုရားကြီးရဲ့ဖွင့်လွှတ်ခြင်းနေရာမှာလူတွေကိုဖွင့်လွှတ်တဲ့အရာမှာဘယ်တော့မှပေပန်းနဲ့တော်ပြီးဆိုတာမရှိဘူးလေဘယ်တော့မှမပေပန်းဘူးသူ့ရဲ့ဖွင့်လွှတ်ခြင်းကတနာကျင်နာခြင်းကကျွန်တော်တို့ကိုအသစ်ဖြစ်စီတယ်လူသစ်ဖြစ်စီတယ်ဘဝအသစ်ဖြစ်စီတယ်လို့ပြောကြပါတယ်ဘုရားဟောကျင်းတော်လုံးသားမိစ္ဆာလို့ပြောထားတာနော်ဘုရားကြီးကဝိညာဉ်မိစ္ဆာကိုပုံဝေစီတဲ့ဘုရားတွေကိုဖယ်ရှားပြီးတယ်ဘုရားကြီးကိုယုံကြည်ကိုးစားဖို့ပိတ်ပင်နေတဲ့အတွေ့အကြုံမတတ်ရှိတဲ့အရေးကြီးတွေကိုစေကျော်သက်စီတယ်ကျွန်တော်ညီကောင်မောင်နှမတွေကိုချစ်ခင်ဖို့ကျွန်တော်ကိုကျွန်တော်ချစ်ဖို့တားဆီးနေတဲ့မိကိုမိမိမပေါ်ထွက်နိုင်တဲ့အရေးကြီးတဲ့တားဆီးဖို့အကုန်လုံးသက်ဆင်ပေးပါတယ်။ပြောင်းမှရှိနေတဲ့ကျွန်တော်ရဲ့မူလထပါခြင်းရဲ့ original beauty ပေါ့နော်တရားပြန်လဲပြီးတော့စံတည်ပေးတဲ့ပုံပုံပေးတဲ့ဆိုတော့ဘုရားရှိခိုးအရာအမှုကိုပြည့်တယ်ဆိုရတာပြန်လာတော့ပြန်လာလို့ဖြစ်တဲ့ပုံရမ်းကြီး precision ကိုလည်းဂျူဘလီတရင်စကားဖြစ်ပါတယ်ခုကိုရမြတ် sacrament ရဲ့အကွယ်ကိုများတာကိုလည်းရေးကြည့်ကြအောင်ဒီကတော့အီတလီနိုင်ငံလန်စီယာနိုဆိုတဲ့လူကလေးကနေပြီးတော့ကိုရမြတ်အကွယ်အဖြစ်ပြကြီးဖြစ်ပါတယ်ဒီလန်စီယာနိုဆိုတဲ့မြို့မှာကိုရမြတ်အကွယ်ကြီးခဲ့တယ်ဗာလဲဆိုတော့ဆက်ရှိရာစုမှာပေါ့နော်ဖြစ်တဲ့အဖြစ်ပြကြီးဖြစ်ပါတယ်ဒီလူထုံးတမ်းစင်လာရပြောရပါလဲဆိုတော့ယဟန်တပါးကနိစာဆိုတဲ့ရှင်အတွင်းမှာကိုရမြတ်ဖန်ဆင်းနေစီမှာပေါ့နော်ကိုရမြတ်ဘုကခရစ်တော်ရဲ့အဟံရှင်ဒီရှိတဲ့အကြောင်းကိုတန်လျောက်နေဤယာဒီကငါအသားချီ
ဟာဒီကကြီးခရစ်တော်ရဲ့အသားဖြစ်ရလားဤယာဒီငါ့ရဲ့အသေးဖြစ်ရခရစ်တော်ရဲ့အသေးဖြစ်ရလားဆိုတော့တန်တရားဝင်ခဲ့တယ်အဲ့ဒါတော့ဖြစ်တယ်ဆိုတော့ဖန်ဆင်းထားတဲ့ကိုမြတ်ဘုရားလူနှလုံးသားရဲ့ပါလေအစအနဖြစ်ကြောင်းနေသွားပြီးတော့ဖန်ဆင်းထားတဲ့စတိရဟာလေအရွယ်စားမတူညီတဲ့တွေးခြင်းငါ့ကိုချင်းပြောင်းလဲသွားခဲ့ပါတယ်ရာစုနှစ်ပေါင်းများစွာအဲ့ဒီကိုရမြတ်ကိုသိပ္ပံပညာရှင်ကအကြိမ်ကြိမ်သူ့ဒေသနာပြုလုပ်ခဲ့ကြတယ်1594ခုနှစ်မှာဂိုင်းချုပ်ဆရာတော်ကြီးဂတ်စပါရီရိုဒရစ်ကွီဆိုတဲ့နော်ပထမဆုံးအကြိမ်စစ်ဆေးစမ်းသပ်မှုစီမံခဲ့တယ်အဲ့မှာတွေ့ရှိရပါတယ်ဆိုတော့တွေးခြင်းတစ်ခုရဲ့အလေးချိန်အားတဲ့တွေးခြင်းစုပေါင်း9ခုနဲ့အလေးချိန်နဲ့တူညီတယ်ဆိုတဲ့1950ခုနှစ်နိုဝင်ဘာလမှာလေအဲ့ဒီကိုရမြတ်ကိုစောက်ရှောက်ကြတဲ့လက်စယာနိုဂိုင်းချုပ်ဆရာတော်ဘာချီဒီကိုမာရီယာဝီဂျီဗရန်တိုနီဆိုတဲ့သူနဲ့ဒီ OFM Fryer ရဲ့မိုင်ယာအကြီးကျယ်ပါတော့ဘရူနိုမက်ဆီယာနီတို့ကဗာတီကန်ရုံးရဲ့အခွင့်အာဏာရှင်ဒီတိတ်ပိုင်ဆိုင်ရာစစ်ဆေးမှုပြုဖို့ဆုံးဖြတ်ကြတယ်။တိတ်ပိုင်များရှင်ဦးချစ်တဲ့အော်ဒိုရာတိုဒီနိုနီနဲ့ရဘိုရိုဗာတဲဒီတို့ကနေပြီးတော့အသေးစိတ်လေ့လာတဲ့အခါမှာဒီကိုရမြတ်ဘုရားဆိုရှင်သူ့နှလုံးသားနိုင်ငံကဂျပန်ဒီရှင်ကြောင့်ပေါ်ပြခဲ့ကြတယ်။အဲ့ဒီကိုရမြတ်ကလူရဲ့ပါလေတွေးချစ်နေပြီးတော့ဝိမျိုးစားက AB ဝိဖြစ်နေတယ်သူရှင်အသား protected ကရှိနေစေဆိုတော့တွေ့ရတယ်။ဘာလို့လဲဆိုတော့အသားဆိုတော့အပြင်မှာအကြိုက်ထားလို့ရှိရင် protected ကနေလာကြောက်သွားတယ်လို့ဆိုတာဒါပေမဲ့ဒီလောက်ပြင်ပေါင်းကြတာက protected မကြောက်ပဲနဲ့တကယ်လက်ဆက်ဆက်ကိုရှိနေတာလို့တွေ့ရတယ်။အဲ့မှာဘာဝရရအများကြီးတွေ့ရှိရရှိတယ်နော်။ဒီရှင်ပါစီရဲ့ဒီညာကနေပြောတော့1926ခုနှစ်မှာအဲ့ဒီ project ကိုကြည့်ပြီးတော့ဘီနတင်းတင်းရန်တိရနေပြီးတော့1950ခုနှစ်အချိန်မှာကြည့်ရှုခဲ့ကြတယ်အဲ့ဒီမှာပြီးတော့1956ခုနှစ်မှာလာဆီယာနိုမြို့မှာရှိတဲ့ Saint Francis ဘုရားကျောင်းမှာထိန်းသိမ်းလာရတာလေ1636ကနေ1900ခုနှစ်အထိပလီယတစ်အခုဒီဆော့ပြီးတော့ဗစင်ကဘုရားကျောင်းမှာထိန်းသိမ်းထားကြတယ်လို့2014ခုနှစ်မှာဆိုရင်ကိုရမြတ်ဘူလာဆီယာမြို့ Saint Francis ဘုရားကျောင်းမှာတင်းစီတော့2004အရွာလေဘုရားမြတ်ကြီးကဘောတော့လေတွားရောက်ကြည့်ရှုခဲ့ဆိုတော့နော်ဒီမှာပဲဒီ Saint Francis ဘုရားကျောင်းမှာတင်းစီထားတာဖြစ်တယ်ဒီခုတိုင်ကိုဒီ Saint Francis ကျမ်းရဲ့ဥဆောင်မှုမှာဒီကိုမြတ်ကိုတင်းစီထားတယ်လို့ဆိုတာနော်နောက်တစ်ခုကတော့ဒီအာဂျင်တီးနားနိုင်ငံဘူနီရဲ့အဲလ်စ်ရဲ့မြို့ကတက်တဲ့ကိုရမြတ်ပြရချက်တဲ့နော်1996ခုနှစ်အောက်တိုဘာ18ရက်နေ့မှာအာဂျင်တီးနားနိုင်ငံဘူနီယိုအဲလ်စ်ရဲ့မြို့မှာစီဂရီဖျားကျောင်းမှာပေါ့နော် Father Alessandro Bisset ဆိုတဲ့သူကနေပြီးတော့ညနေမစားပြပူဇော်ကျင်းပနေခဲ့တယ်ကိုရမြတ်ကိုဝေပြီးတဲ့အချိန်မှာဒုသမီးသူကနေပြီးတော့အဲ့ဒီယဟန်စီလာပြီးတော့ဖျားကျောင်းလောက်မှာရှိတဲ့ဒီဖျောင်းတိုင်စင်တစ်ခုပေါ်မှာစွန့်တင်ထားတဲ့ကိုရမြတ်တွေ့ရှိထားကြောင်းကိုပြောပြလာတယ်ရှောက်ထားတယ်။ဒါနဲ့ Father Alessandro Bisset နေပြီးတော့အဲ့ကိုရမြတ်ကိုပြန်ကောက်ပြီးတော့ရေစလုံးတစ်ခုမှာထည့်ပြီးတော့ကိုရမြတ် Second Group ဘုရားခန်းမှာရှိတဲ့ကိုရမြတ်ကျောင်းဆောင်မှာတင်စီထားတယ်။အောက်တိုဘာ23ရက်နေ့မှာထွန်ထားပြီးတော့ကိုရမြတ်ကျောင်းဆောင်ဖွင့်ကြည့်တဲ့အခါမှာကိုရမြတ်ဘုရားသွေးချင်းပြောင်းလဲတော့တာကိုတွေ့ရှိခဲ့တယ်ပေါ့အဲ့ဒီရဟန်းပါလေပြန်လည်တော်မူဖြစ်တဲ့ယဟန်ကြီး Francis ဖြစ်ခဲ့တဲ့အဲ့ဒီမှာဂါဒနီကြီးပေါ့နော်ဂါဒနီ George Papoli ကသူ့ကိုအကြောင်းကြားခဲ့တယ်အဲ့ဒီဂါဒနီကနေပြီးတော့ဒီကျွမ်းကျင်တဲ့ဓာတ်ပုံပညာရှင်ကိုပေါ်ပြီးတော့စက်တင်ဘာလ6ရက်နေ့မှာကိုရမြတ်ကိုရိုက်ကူးစီခဲ့တယ်အသွေးတော်ဖြစ်ပြောင်းလဲတော့တဲ့ကိုရမြတ်ဘုရား IUS အစားကကြီးထွားလာတယ်သုံးနှစ်ဝန်းကျင်ပြီးလျှော့ဝှက်တင်းကျပ်စွာကိုရမြတ်ကိုကျောင်းဆောင်မှာတင်းစီရကနေမကျစီတဲ့အတွက်သိပ္ပံနည်းကျစစ်ဆေးဖို့ဆိုတော့ဂါဒီနီပါကုတ်လီဆိုကိုရဟန်းကြီးပေါ့နော်သူကမျိုးဆုံးတဲ့ခဲ့တယ်1999ခုနှစ်မှာအောက်တိုဘာလ9ရက်နေ့မှာဂ
ဒီရဲ့ကိုယ်စားလှယ်များရှိဖို့ပေါ့နော်ဒေါက်တာဘတ်စတန်နာကလည်းပြောပရိုမြတ်ပိုင်းစားပြီးတော့စစ်စစ်ကိုနယူရီယောက်မျိုးကိုပေးပို့ခဲ့တယ်နှလုံးဆိုင်ရာသိပ္ပံပညာရှင်နဲ့မူခင်းစေပညာရှင်ကိုဖြစ်တဲ့ဒေါက်တာဖရက်ဒရစ်ဇူဂျီပီကနေပြီးတော့ပရိုမြတ်ရဲ့သမိုင်းစစ်ဖြစ်ကိုသူရဲ့သိပ္ပံပညာရှင်ဖွင့်သားတယ်တမီမတိစီနဲ့စစ်စစ်ကိုပြုလုပ်ခဲ့တယ်အဲ့ဒီဖွင့်သားရဲ့တွေ့ရှိချက်ရကစစ်စစ်ဖဆန်တဲ့အရာကလူသား DNA ပါဝင်ပြီးတော့အသွေးသားစစ်စစ်ကြီးကြောင်းကိုမှတ်တမ်းတင်ခဲ့ကြတယ်ဒေါက်တာဖရက်ဒရစ်ဆူပီကနေပြီးတော့သူတို့စမ်းသပ်စစ်ဆေးတဲ့အရာမှာနှလုံးသွေးကြောအတွင်းအခင်းအပြီးမှာရှိတဲ့ဘယ်ဖက်သွေးပကြောနိုင်ရမှာတွေ့ရှိရတဲ့နှလုံးသားအစိပ်ပိုင်းဖြစ်ကြောင်းဘယ်ဖက်နှလုံးသွေးပကြောဟာခန္ဓာကိုယ်လုံးရဲ့အစိပ်ပိုင်းတစ်ခုလုံးစီကိုအားလုံးသွေးပတ်ပေးတဲ့အကြောင်းကိုပေါ်ပြခဲ့တယ်ပေါ့နော်ဆိုတော့ဒီနှလုံးကျွတ်သားမှာသွေးဖြူစင်အများပြားပါဝင်နေတယ်အဲ့နမူနာပရိုဂျက်စမ်းသပ်ဖို့နမူနာရွေးချယ်မှာမျိုးကျွတ်သားဟာအသက်ရှိနေတယ်ဘာလို့လဲဆိုတော့သွေးဖြူတွေဟာတဲ့အသက်ရှိနေတဲ့ပုဂ္ဂိုလ်ခန္ဓာကိုယ်ရဲ့ပြင်ပကိုရောက်ရှိရင်တည်သွားတဲ့အကြောင်းကိုအဲ့ဒီကညာရှိတာလည်းပြောခဲ့တော့အဲ့ဒီကျွန်တော်ဒီသွေးဖြူတွေဟာပါလဲဆိုတော့ခန္ဓာကိုယ်ဒီရှိကိုထောပေါက်သွားတယ်ဆိုတာကိုလည်းသိရှိကြတယ်အဲ့ရှိညာပါလဲဆိုတော့နှလုံးသားပိုင်ရှင်ဟာတဲ့ရင်ဘတ်မှာကျင်းထန်စွာရိတ်နှက်ခံရတဲ့တကယ်အခုနော်အဲ့နှလုံးသားကကျင်းထန်သောဝိညာဉ်ခံရကြောင်းကိုရည်ညွှန်းနေတာဖြစ်တယ်။ဩစတြေးလျနိုင်ငံသားဖြစ်တဲ့အရိဂျာနေမှာမိုက်ဝီလီစီနဲ့ရှိနေဖြစ်တဲ့ Ron Terrell Deso Real နော်အဲ့ဒီနာကိုပေကနဲ့လာကြောင်းဒီလိုမျိုးစမ်းသပ်ပြီးတော့ဟောပြရချင်းတည်ရှိနေတဲ့အကြောင်းကိုအကြောင်းဆုံးပြီးတဲ့အခါမှာပြသိနိုင်ကြတယ်။ဂျာနေကမှာမိုက်ဝီလီစီကလည်းတော့အဲ့ဒီပဲပညာရှင်ဒီထဲမှာသိထားတဲ့လူသားဒီစုစုမှလာတဲ့အကြောင်းသွေးသူများဟာဘလောက်ကြာကြာတော့အသက်ရှင်နေတဲ့အကြောင်းပြီးတဲ့အခါမှာဒီတိုင်းပဲသွေးသူဆိုတာမိနစ်ပိုင်းကအသက်ရှင်နေတဲ့အကြောင်းကိုဖြည့်ဆို့ခဲ့တယ်ဆိုတော့အဲ့ဒီတမန်ကြာနေပြီးတော့ဆရာကပြောတယ်အဲ့ဒီမူနာရိုးရိုးရေးထဲမှာဒလကြာဖိစီထားပြီးတော့ပေါင်းဟန်ထားတဲ့ရေးထဲမှာ၃နှစ်ကြာသိမ်းဆည်းထားတဲ့တီရှူတစ်ခုကြီးအကြောင်းကိုပြောပြတယ်ပြောတဲ့မူနာစမ်းသပ်ဖို့ရည်တဲ့အကြောင်းကိုပြောပြခဲ့တယ်အဲဒီခါမှာမိုက်ဝီလီယာကတော့ဒေါက်တာဆူပီကိုပြောတော့စမ်းသပ်စစ်ဆေးနမူနာဟာတဲ့ကျောင်းဝဆန်းကျဲစွာသူအသွေးသားပြောင်းလဲသွားတဲ့ဖန်ဆင်းထားတဲ့ပရမတ်ဘုံမှာလာတဲ့အကြောင်းကိုပြောပြခဲ့တယ်နော်အဲဒီခါမှာအဲဒီဆရာဝန်ကြီးကလည်းသိပ္ပံပညာရှင်ကြီးကလည်းလုံးဝအားပြီးတော့ဒါကသူ့ရဲ့သိပ္ပံပညာနဲ့လုံးဝဖြေရှင်းလို့မရတဲ့နေရာချက်ကိုအကြောင်းကိုပြန်ပြီးတော့ဖြေကြခဲ့တယ်ဒီအရာကတော့2006ခုနှစ်မှာဒီစစ်တပ်ရဲ့စီမံကိန်းစဉ်မှာစစ်တပ်ရဲ့ဖြစ်တဲ့နေမှာတော့ဘုရားကြီးဘာသာဒီလိုဘိုးတို့ Rocks Red ကပြီးတော့ဝိရဲ့ဘာသာဒီကိုဝိရေးရမှာကိုကြီးတွေကဥပုသ်ဆောက်ပြီးဖို့ဆိုပြီးတော့ပြင်ကြားခဲ့တယ်ဘယ်လိုဖြစ်လဲဆိုတော့ဘာသာဒီမန်တို့ဖြစ်ခဲ့တယ်နော်အော်တိုဘာလ21ရက်နေ့မှာအဲ့ဒီရဟန်းတစ်ပါးဟာသီလရှင်တစ်ပါးရဲ့အကူအညီပရမတ်ကိုဘာသာတူကိုပေးဝေနေခဲ့တယ်နော်။ဘာသာဝင်မျိုးတိတူကိုပရမတ်ပေးဖို့ပရမတ်ကျုပ်တစ်ခုမှာတဲဆောင်နေတဲ့အဲ့ဒီသီလရှင်ကမျက်ရည်များတစ်ချိန်ခံကြတာကိုဒီခါရာလီယိုပိုဒိုနော်သူကတွေးနေခဲ့တယ်ကြည့်နေရင်သူကဆုံးသွားကြတယ်အဲ့ဒီမှာဘာသာဝင်မျိုးကြီးကပေးဖို့ယူသွားတဲ့အကြောင်းပရမတ်မှာညီရင်းနေတဲ့အသွေးတော်ပြောင်းလဲသွားတဲ့အကြောင်းကိုဒီပြောလိုက်တယ်နော်အဲ့ဒီခါမှာနောက်ပိုင်းဖြစ်လာတဲ့ဆိုဘိုင်းဆရာကြီးအလဲကျို guest ဆိုတာတော့စုံစမ်းစစ်ဆေးမဲ့ဒီဘီယိုလောဂျီကိုစီကိုဖွဲ့စည်းတော့ကိုခုနဲ့အောင်လို့ပါမှာသိပ္ပံနည်းစစ်ဆေးခဲ့တဲ့အချိန်မှာဆရာဝန်ဒီကားကိုဖိတ်ခေါ်ကြတယ်နော်အောင်လို့ပါ2009ခုနှစ်အောက်တိုဘာလမှနေပြီးတော့ဒီအောက်တိုဘာ2020ခုနှစ်မှာဒီသိပ္ပံနည်းစစ်ဆေးတဲ့အချိန်မှာပေတာနာနေဆိုတော့ဂျပန်စင်ကာပူစရက်တာနာပြီးတော့ပြုလုပ်တဲ့2019ခုနှစ်မေလ25ရက်မှာကျင်းပတဲ့ယုံကြည်ခြင်းနဲ့နိုင်ငံတကာစာတမ်းဖတ်ပွဲမှာလုပ်တဲ့တိုက်ကြီးလေးတိုက်ကနဲ့တန်ပေါင်းများစွာလူရှိမှာစစ်ဆေးမှုပြုလုပ်ပြီးတဲ့အရာကိုတင်ပြခဲ့ကြတယ်လူစီယာနိုရဲ့ Holy Stop of Glory မှာတွေ့ရှိခဲ့တဲ့ကိုရိုနာဘုံနဲ့စီပူရာကိုတွေ့ရတယ်
သူကသွေးကြီးကြောင်းသွေးမျိုးဆက်က AB ကြီးကြောင်းကိုပြန်လည်ပြီးတော့တင်ပြကြတယ်နော်2013ခုနှစ်အောက်တိုဘာလ12ရက်နေ့မှာဆရာတော်ကြီး Alex ကနေပြီးတော့အဲ့ဒီလိုရမှာအန်ကန်နဲ့စစ်မှန်ကြောင်းအကွေအကြီးကြောင်းကိုသူ့ရဲ့စာချက်တော်မှာကြီးညာခဲ့တယ်နော်ဒီနောက်ဆုံးတစ်ခုကဘာလဲဆိုတော့အိန္ဒိယနိုင်ငံမှာဒီကရိုမြတ်မှုမှာကြီးဆွေးပြတော့ပေါ်လာချိနော်အဲ့ဒါကတော့မကြာဘူးဒီ2013မှာဖြစ်တဲ့ခဲ့တဲ့အဖြစ်အပျက်ပေါ့နော်ဘုံကြီးတစ်ပါးကအခုသူစီရဖြစ်တဲ့ຢာကိုမကြာဘူးဒီလပိုင်းမှာဗာတီကန်ကနေပြီးတော့ officially announce လုပ်တယ်ကြီးညာတယ်ပေါ့နော်အဲ့ဒီຢာကြီးကအရင်ကပြသတဲ့ကြီးစတိုးပြလို့ရှိတဲ့ဒီအသွေးသားပြောင်းလဲပုံပဲသူရဲ့မျက်နှာပေါ်လာတဲ့ပေါ့နော်ပြီးတော့လိုလေးရှိနေကျွန်တော်မစားပြဖို့ဆိုတိုင်းမှာဘယ်လိုမျိုးတကယ်စစ်မှန်တဲ့ဒီမစားဖို့ဆိုတဲ့ဘယ်လိုမျိုးဖြစ်တယ်လဲဆိုရဖို့ဒီဗာတီကန်ကနေပြီးတော့တက်ကူးထားတဲ့ခုနောက်ဆုံးနေနေကြတယ်နော်ဆိုတော့ဆောင်းရတဲ့ဒီ blessed God of Israel ပြောလဲဆိုတော့နေ့စဉ်နေ့တိုင်းမစားပြတော့များကိုတိုးဝင်ချစ်ကပ်သူတွေဟာကောင်းကင်နိုင်ငံကိုတန်တန်မှန်ရောက်ကြတယ်ဆိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလူတွေနေနေရှင်တဲ့ယာလူတီရှိရှင်တဲ့ယာလူရှိရှင်ဒီ Paulus ကြီးနေတော့အော်မှလာနေရတယ်ရှင် proposal ECM ဆိုတဲ့ page မှာလည်းလာပြီးတော့နေနေရပါတယ်အားလုံးကျေးဇူးတင်ပါတယ်